အရန်ကြမ်းပြီးတော့အရန်လောင်ရမယ်ဒရမာဇက်လန်သွဲတဲ့နာမည်ကြီးထိတ်တန်တရုတ်ဆောင်နေတရုတ်ဆောင်မှုအားပြန်ကြမယ်ဇက်လန်သွဲလို့ပဲပြောရမလားဇက်လန်မျိုးစားလေးကတော့ Mr. Lee ထွေလာ Melodrama မျိုးစားလေးဖြစ်ပြီးတော့ဇက်ကနာမည်လေးကတော့ Climax ဇက်လန်လေးကတော့အမှုစစ်ဘန်တယ်ဆော့ဟာမီနီမီချူစာအန်နဲ့လက်ထပ်ခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အတိတ်မှာဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တွေကရှိနေပါတယ်အမှုစစ်ဘန်တယ်ဆော့ဟာသူ့ရဲ့ရက်တန့်နေခဲ့တဲ့လုပ်ငန်းတွေကိုပြန်လည်ဆောင်ရွက်နိုင်ဖို့အတွက်စိုးမျိုးတော်ဝန်နဲ့ WR လုပ်ငန်းစုအကြီးအကဲဖြစ်သူ EME တို့ရဲ့အကျင့်ပြတ်ချစားမှုဆိုင်ရာပတ်သက်မှုကိုဖော်ထုတ်ပြီးတော့မျိုးတော်ဝန်ကိုဖြုတ်ချမယ်ဆိုတဲ့မဟာအကြံစီကြီးတစ်ခုကိုကြံစီနေခဲ့ပါတယ်ဒီအကြံစီအတွက်ပဲဟန်ကြောင်ဝန်းကိုသတင်းပေးဖြစ်လုပ်ခိုင်းက EME ရဲ့ရန်ကျိုးရှိတဲ့ WR လုပ်ငန်းစုရဲ့အမွေစက္ကန့်သူခွမ်ကြောင်အန်ကိုစီယုံပြီးတော့သူ့ဘက်ပါလာအောင်လုပ်ပါတော့ဒါပေမဲ့လည်းမမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုကဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့ထဲစောချစ်ရတဲ့ဇနီးဖြစ်သူမင်းသမီးဟောင်းချူဆာအန်ဟာသူ့ကိုတခုခုဖုံးခွဲတာကြောင့်တိလိုက်ရပြီးတော့သူမျှော်လင့်ထားတာတွေပို့ပြီးတော့ရှုပ်ထွေးလာတဲ့အခြေအနေတွေရောက်ရှိနေကြောင်းကိုတိလိုက်ရတဲ့အခါမှာတော့ယုံကြည်မှုဆိုတာအားနည်းချက်တစ်ခုဖြစ်သွားတဲ့အခါတကယ်ကစားပွဲကဘယ်လိုတွေဆက်ဖြစ်လာမလဲအရှုပ်ထွေးတွေကြားထဲမှာထဲစောတယောက်သူလိုချင်တဲ့ပန်းတိုင်းကိုရောက်နိုင်မလားဒါမှမဟုတ်အနီးကပ်ဆုံးလူကပဲသူ့ကိုကြောက်တုံပို့သွားမလားဆိုတော့ကိုစိတ်ဝင်စားပဲကြည့်ရမယ်ဇက်ကားလေးပဲဖြစ်ပါတယ်ဇက်လန်လေးကတောင်ကိုရီးယားရဲ့အာဏာရှိအထက်တန်းလာတွေကြားကလူမသိသူမသိအမှောင်တူတွေကဖုံးကွယ်ထားတဲ့အချင်းပြတ်ချစားမှုတွေမိသားစုအတိုင်းဝိုင်းတွေကအမွေစက္ကန့်မှုအညိုသေးတွေနဲ့အချစ်စစ်လို့ခံယူထားတဲ့အိမ်တော်ကြီးကိစ္စတစ်ခုရဲ့နောက်ွယ်ကထိတ်လက်ပွဲအစိုးရချက်တွေကိုရင်တလက်လက်နဲ့ကြည့်ရှုရမယ်စီလီကောင်တွေကဖြစ်ပါတယ်အဓိကတရုတ်ဆောင်နေနေတဲ့ကတော့အားလုံးရဲ့ချစ်တော်ကြီးမင်းသားယူဂျီဟွန်မင်းသမီးကျော်လေးဟာဂျီဝွန်နဲ့မင်းသမီးနာနာမင်းသားကြီးအိုကြောင်စီးနဲ့မင်းသမီးချာဂျူယောင်းတို့လိုနာမည်ကြီးမင်းသားမင်းသမီးတွေအများကြီးပါဝင်ထားတဲ့ဇက်လန်တွေကောင်းလေးပဲဖြစ်ပါတယ် rating အနေနဲ့ကတော့ IMDb 7.1 ထိပဲရရှိထားပါတယ်ဇက်လန်တွေရဲ့ rating ရဆိုရင်တော့နည်းတယ်လို့ပြောလို့ရတယ်ဗျာနှစ်ပိုင်းပဲရှိသေးတော့ကူမဇက်လန်ဇက်အင်ကအစတာဆိုတော့နောက်ပိုင်းတွေပုံမိုင်းလာမယ်လို့တော့ကျွန်တော်ထင်တယ်တကယ်ချင်းတို့ကတော့ဒီလိုမျိုးဇက်လန်မျိုးတွေကြိုက်လားမကြိုက်လားတော့မသိကျွန်တော်တို့တို့မင်းသားမင်းသမီးကြီးတွေပါတဲ့ဇက်လန်တွေဆိုအရင်ကြိုက်တယ်တရုတ်ဆောင်ချက်တွေလည်းမိုက်တယ်ဗျာဇက်လန်ဇက်ကွက်တွေလည်းမိုက်တယ်တကယ်ချင်းကြည့်ဘူးလားမသိဘူးရက်ဆန်ဆိုတဲ့ဇက်ကားဆိုလည်းတော်တော်လေးကိုမိုက်တဲ့ကားပဲဗျာဒီကားဆိုလည်းအဲ့လိုပဲကြမ်းမယ်လို့တော့ကျွန်တော်ထင်တယ်ဒီဇက်ကားကမထွက်ခင်တည်းကပိုစတာမာတွေကိုတော်တော်လေးမျှော်လင့်ထားတယ်ဒါပေမဲ့လည်းထင်တဲ့လောက်ကြီးတော့မဟုတ်ပေမဲ့လည်းအပိုင်းနှစ်ပဲရှိသေးတယ်ဆိုတော့လည်းစောင့်ကြည့်ရတာပါဗျာဒီဇက်ကားလေးကိုမကြည့်ရသေးရင်ကြည့်ကြပါဒရမာဇက်လန်ကြမ်းကြီးတွေကြည့်ရတာကြိုက်တဲ့သူဆိုရင်တော့လုံးဝအကြိုက်တွေ့စေမှာမင်းသားဂျူဂျီဝွန်ဖန်နဲ့မင်းသမီးဟာဂျီဝွန်ဖန်တွေလည်းလုံးဝအကြိုက်တွေ့စေမယ်ဇက်လန်လို့တော့ကျွန်တော်ထင်ပါတယ်ဒီဇက်ကားလေးကိုမတ်လ16ရက်နေ့က Disney Plus ရုပ်သံလိုင်းကနေထုံလင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့10ပိုင်းပါရှိမှဖြစ်ပြီးတော့အခုလက်ရှိကတော့2ပိုင်းပဲထွက်ရှိထားပါတယ်ဒီဇက်ကားလေးကိုအပတ်စဉ်တနင်္လာအင်္ဂါနေ့တိုင်းကျွန်တော်ရဲ့ channel လေးမှာစောင့်ကြည့်လို့ရပါတယ်ဇက်ကဘယ်လိုကြည့်ရမှန်းမသိတဲ့တကယ်ချင်းတွေအတွက်ဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link လေးမှာ link ချခဲ့ပေးပါမယ်အဲ့ဒီ link ကို join ပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share follower လေးလုပ်ခဲ့ပေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်စံတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်